အားလုံးပဲမင်္ဂလာပါစိတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ကျမတို့စိတ်ကနေပြီးတော့အာယုံစိုက်ဖို့ခက်ခဲနေတဲ့တငယ်ချင်းတွေ social media တွေမှာပဲအချိန်ဖြုံးနေမိပြီးမိမိကိုယ်ကိုပျောက်ဆုံးအားငယ်နေတဲ့တငယ်ချင်းတွေအတွက်အကျိုးရှိမဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အခုခေတ်မှာဆိုရင် short videos တွေကလူတော်တော်များများရဲ့ social media တွေမှာနေရာအပြည့်ယူလာတာကိုတွေ့ရပါတယ်social influencer တွေကလည်းလူတွေရဲ့အာယုံကိုခဏအတွင်းမှာဖန်ဆားနိုင်တဲ့ဒီဗီဒီယိုအတူတွေကိုသူ့ထက်ငါအပြိုင်ဖန်တီးပြီးတော့ကျမတို့ရဲ့စိတ်ဝင်စားမှုကိုအရယူကြပါတယ်ဒီဗီဒီယိုအတူတွေကသတင်းအချက်အလက်တွေကိုရရှိဖို့အချိန်ကုန်သက်သာတယ်လို့ထင်စရာရှိပေမဲ့တစ်ဖက်မှာကျမတို့သတိမထားမိတဲ့ဆိုးဝါးတဲ့အကျိုးသက်ရောက်မှုတွေရှိနေပါတယ်ဒီနေ့မှာတော့အဲဒီ short videos တွေကရရှိလာတဲ့ဆိုးကျိုးတွေရဲ့ပြီးတော့အဲ့ဒါကိုဘယ်လိုပြင်ဆင်ကုစားမလဲဆိုတာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် short videos တွေအကြည့်များပြီးရလာတဲ့ဆိုးကျိုးတွေကိုအရင်ဖော်ပြပေးပါမယ်နံပါတ်1တစ်ချက်ကတော့မျက်စိနဲ့အမြင်အာရုံကိုထိခိုက်ခြင်းဖြစ်ပါတယ်ဒီ short video တွေကအချိန်ခဏလေးအတွင်းမှာပြီးဆုံးတာဖြစ်လို့ဗီဒီယိုတစ်ခုနဲ့တစ်ခုကြားမှာလင်းမြန်နဲ့ပြောင်းလဲမှုအရှိန်အဟုန်နဲ့ screen အလင်းအမှောင်ပြောင်းလဲမှုဟာမျက်လုံးကိုအာရုံအရန်ဆိုက်ရစေပြီးတော့မျက်လုံးခြောက်တွေ့တာငငယ်ရွယ်ရွယ်နဲ့အနီးမုံတာတွေကိုဖြစ်စေဖို့လွယ်ကူစေပါတယ်ဆေးပညာရှင်တွေကိုယ်တိုင်ဒီလိုတိုးတောင်းတဲ့အချိန်တွင်းကအမြင်ပြောင်းလဲမှုတွေကြောင့်ဖြစ်လာနိုင်ခြေရှိတဲ့အမြင်အာရုံဆိုင်ရာပျက်စီးမှုကို real vision syndrome လို့တောင်နာမည်တပ်ထားကြပါတယ်နောက်တစ်ချက်ကတော့အာယုံစိုက်နိုင်တဲ့အချိန်ပိုင်းခြားရော့လာခြင်းဖြစ်ပါတယ်ဒီ short video တွေကအချက်လက်တချို့ကို short to the point ဆိုသလိုအပြည့်အမြန်ပေးတာကြောင့်အုံနောက်ကသိအလုံးလုံးဆရာမလို့ပဲကျဉ်းနှံ့မှုကိုရရှိစေပါတယ်ဒီလိုလင်မြန်တဲ့တုံ့ပြန်မှုကိုရတာများလာတဲ့အခါအချိန်ကြာကြာပေးရပြီးအုံနောက်ပို့သုံးပြီးလုပ်ရတဲ့ចောင်းစာမှတ်တာစာအုပ်ဖတ်တာစာသင်တာတွေကိုအာယုံစိုက်ရတာတွေဒါတွေကိုလုပ်တဲ့အခါမှာအာယုံစိုက်နိုင်မှုလျော့နည်းလာပါတယ်ဒီဗီဒီယိုတွေဟာ15စက္ကန့်ကနေ60စက္ကန့်အထိသာအများဆုံးကြာတာဖြစ်လို့ဒါတွေကိုပဲကြည့်တာများလာတဲ့အခါသင်ရဲ့အုံနောက်ကဒီအချိန်ကာလထက်ပိုကြာတဲ့အလုပ်တွေကိုညှင်းဆန်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသင်ခန်းစာလိုက်မှတ်တာသင်ယူလေ့လာမှုလုပ်ခြင်းတွေမှာအခက်အခဲရှိုံသာမကဗီဒီယိုအရှိတွေကိုကြည့်တဲ့နေရာမှာပါပုံမှန်နှုံးထားတဲ့မြန်ပြီးကြည့်ချင်တာအဆုံးထိအာရုံမစိုက်နိုင်တာတွေစတာတွေကြုံလာရပါတယ်။တကယ်တမ်းပညာပေးနိုင်တဲ့ဗီဒီယိုတွေအသေးစိတ်ရှင်းပြမှုတွေကိုအာယုံမဆိုင်နိုင်တော့ပဲမြေသည့်တင်ယူမှုကိုမှသင်ဟာတက်ကြွမှုရှိတော့မှာမဟုတ်ပါဘူးဒါကတကယ်ကိုကြောက်ဖို့ကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေချိန်မှာပဲသင်ဟာအာယုံမဆိုင်နိုင်တော့ဘူးဆိုရင်သိကြပါတယ်သင်ဟာဒီ short videos တွေရဲ့အဆိုးကျိုးကိုခံစားနေရပါပြီနံပါတ်3ချက်ကတော့ဆွဲလန်းခြင်းနဲ့အချိန်ဖြုံးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေတစ်ခုချင်းစီရဲ့ duration ကတိုပေမဲ့အချိန်တနာရီဘယ်လိုကုန်လို့ကုန်သွားမှမသိဘူးဆိုတာတွေဖြစ်ပူးကြမှာပါဒီ platform တွေရဲ့အလုပ်လုပ်ပုံကကြည့်ရှုသူရဲ့အကြိုက်ကိုလိုက်ပြီးတူညီတာကိုတင်ဆက်ပေးဖို့ program ရေးဆွဲထားတာဖြစ်ပါတယ်။သင်ကြည့်ရှုတဲ့အကြောင်းအရာကိုမူတည်ပြီးအဲ့ဒါနဲ့သက်ဆိုင်တာတူညီတာတွေကိုသင်ရဲ့အကောင့်မှာလာပေါ်စေတာဖြစ်လို့သင်ဟာလက်ကမချတန်းတစ်ခုပြီးတစ်ခုကိုမရက်တတ်နိုင်မဲ့ကြည့်ရှုခြင်းစိတ်တွေနဲ့ကြည်နေမိစေပါတယ်။အဲ့ဒီကနေသင်ဟာခဏလောက်နားရင်9မိနစ်လောက်ကြည့်မယ်ဆိုတာကနေတနာရီလောက်ဒါမှမဟုတ်လှုပ်เสียရှိတာတွေကိုမလုပ်နိုင်မဲ့အချိန်ကိုဖြုံးမိသွားစေပါတယ်ဒါဟာမကျန်းမာတဲ့ဆွမ်းလန်းမှုပုံစံဖြစ်ပြီးအလုပ်တွေလူမှုရေးတွေနဲ့ကျောင်းပညာရေးအတွက်တကယ်ကိုအနှောက်အယှက်ဖြစ်နေပါလိမ့်မယ်။နံပါတ်4အနေနဲ့ချက်ကတော့စိတ်ကျန်းမာရေးအတွက်ထိခိုက်မှုဖြစ်ပါတယ်။ဒီလိုဆွဲလန်းမှုဟာအလွန်ကျွံဖြစ်လာတာနဲ့အမျှစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာစေပါတယ်။ဒီဖုန်းမသုံးရရင်မနေနိုင်တာဒီ application ကိုမသုံးရရင်မနေနိုင်တာဒီလိုမျိုးဖုန်းကိုမသုံးနေတဲ့အချိန်မှာကဏမငြိမ်တာတွေကိုခံစားလာရတတ်ပါတယ်။ဒီဗီဒီယိုတွေကသူတွေရဲ့တမင်ပုံဖော်ပြထားတဲ့ဘဝနဲ့မိမိရဲ့နေ့စဉ်ဘဝကိုနှိုင်းယှဉ်မိပြီးမိမိကိုယ်ကိုအားငယ်စိတ်တွေနဲ့တန်မိုးထားမှုတွေရောကြလာပါမယ်။ဒီဗီဒီယိုတွေကိုတင်ဆက်ဖို့ရည်ရွယ်တဲ့အတွက်ကြောင့်မလို့တမင်လို့ယူလှပကြည့်ကောင်းအောင်ပြင်ဆင်ထားတာတွေနဲ့မိမိရဲ့ပုံမှန်အခြေအနေကိုနှိုင်းယှဉ်မိတဲ့အခါမိမိကိုယ်ကိုအားရကျဉ်းနှံ့မှုတွေလျော့နည်းလာပါလိမ့်မယ်။ဒါကနေပြီးတော့မိမိကိုယ်ကိုယုံကြည်မှုကျဆင်းတာကနေစိတ်ကြမှုတွေအထိခံစားရစေနိုင်ပါတယ်။နံပါတ်5ချက်ကတော့အပေါ်ယံပညာပေးခြင်းဖြစ်ပါတယ်မှန်ပါတယ်အင်တာနက်ပေါ်ကနေပြီး social media platform တွေကနေတဆင့်ကိုစိတ်ဝင်စားတဲ့ပညာတွေကိုသင်ယူလို့ရပါတယ်။ဘ ਹੁ တုတရစရာအကြောင်းအရာများစွာကိုလည်းလေ့လာလို့ရပါတယ်။ဒါပေမဲ့ဒီဗီဒီယိုအတူတွေကအလွန်နည်းတဲ့အချိန်ကန့်သက်တွင်မှာတင်ဆက်ရတာဖြစ်တဲ့အတွက်ခေါင်းစဉ်တစ်ခုကိုတေချာစွာရှင်းပြနိုင်ဖို့မဖြစ်နိုင်ပါဘူး
အချက်အလက်တွေကိုရိုးရှင်းစွာတင်ဆက်ရတဲ့အပြင်အချိန်ကန့်သတ်နဲ့မလောက်နိုင်တာကြောင့်အကြောင်းအရာအချက်အလက်အပြည့်စုံကိုတင်ပြနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်ကြည့်ရှုလေ့လာသူတွေဟာနားလည်မှုမှားယွင်းခြင်းနဲ့လုံလောက်တဲ့အချက်အလက်တွေအပြည့်အစုံမရရှိခြင်းကြောင့်တကယ်တန်ဖိုးမပြည့်ဝတဲ့အပေါ်ယံသင်ယူမှုနဲ့သာအချိန်ကုန်မှာဖြစ်ပါတယ်။နံပါတ်6ချက်ကတော့အိပ်စက်ခြင်းဆိုင်ရာပြဿနာပဲဖြစ်ပါတယ်။လူများကအိပ်ယာမဝင်ခင်မှာဒီဗီဒီယိုအတူလေးတွေကိုကြည့်တတ်ကြပါတယ်။အဲ့ဒီအချိန်မှာဖုန်းစခရင်ကနေထုတ်လွှတ်တဲ့အပြာရောင်အလင်းတွေဟာမယ်လာတိုနင်လို့ခေါ်တဲ့အိပ်စက်ခြင်းကိုလှုပ်ဆောင်ပြီးတဲ့ဟော်မုန်းတွေကိုဖိနှိပ်လျှော့ချပါတယ်။ဒါကြောင့်အိပ်စက်ခြင်းမှာအခက်အခဲဖြစ်စေပါတော့တယ်။ဒါအပြင်ဗီဒီယိုတွေကရည်စရာကြောက်စရာစိတ်ဝင်စားစရာခံစားချက်တွေပေးတဲ့အကြောင်းအရာတွေကြောင့်အုံနောက်ကအိပ်စက်ရမယ့်အစားပုံမတက်ကြွလာခြင်းကြောင့်သင်ရဲ့အိပ်စက်ခြင်းကိုဒုက္ခအကြီးကျယ်ပေးပါတော့တယ်။ကောင်းမွန်နှိမ့်ချိုက်စွာအိပ်မပျော်ခြင်းအိပ်ပျော်ဖို့ရအခက်အခဲဖြစ်ခြင်းတွေကြုံရပြီးနေ့အချိန်တွေမှာအလွန်ပင်ပန်းခြင်းတွေကိုခံစားရစေပါလိမ့်မယ်။နောက်တစ်ချက်ကတော့သင်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေလျော့ကျပါလိမ့်မယ်။အပေါ်မှာပြောခဲ့သလိုပဲဒီဗီဒီယိုတွေကသင်ကိုဆွဲဆောင်လို့ပြီးသင်အချိန်တွေကိုဖြုံးတီးတဲ့အခါသင်ရဲ့အလုပ်ချိန်စာလုပ်ချိန်တွေကိုထိခိုက်လာပါလိမ့်မယ်။ဒါအပြင်အာယုံဆုဆိုင်မှုနှုန်းကိုလျော့ကျစေတာကြောင့်သင်ဟာအလုပ်တွေစာတွေကိုပြီးသင့်သလောက်မပြီးပဲအချိန်ဆွဲတတ်တဲ့အကျင့်တွေကိုပြိုးထောင်မိသားဖြစ်ပါလိမ့်မယ်။ဒါကြောင့်ပဲမိမိကိုယ်ကိုယုံကြည်မှုနဲ့ကြာဆင်းခြင်းကိုခံစားရနိုင်ပါတယ်။နံပါတ်9ချက်ကတော့သင်ဟာလက်တွေ့ဘဝနဲ့ကင်းကွာလာပါတယ်။သင်ရဲ့အုံနောက်ဟာအရှင်အဟုန်ပြင်းထန်မြန်ဆန်တဲ့အကြောင်းအရာတွေကိုပဲတွေးကြုံရများလာတဲ့အခါမှာလက်တွေ့ဘဝတွေကအဖြစ်အပျက်တွေဟာအလွန်ပြင်းစရာကောင်းပြီးတော့ပုံမှန်လဲပတ်နေတဲ့အချိန်တွေဟာနေသလိုမျိုးအုံနောက်ကတုံ့ပြန်လာပါလိမ့်မယ်။ဒါကြောင့်သင်ဟာတကယ်လက်တွေ့ဘဝကအဖြစ်အပျက်အတွေ့အကြုံတွေမှာကျင့်တဲ့ပျော်ရွှင်ခြင်းမရှိတော့ပဲလက်တွေ့ဘဝနဲ့ကင်းကွာလာပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ဖော်ပြခြင်းနဲ့ဆိုးကျိုးတစ်ချက်ကတော့ကလေးတွေလူငယ်တွေအတွက်အလွန်အန္တရာယ်ရှိတဲ့အချက်ဖြစ်ပါတယ်။ဒီ platform တွေရဲ့အလုပ်လုပ်ပုံဟာဆိုရင်ကြည့်ရှုသူကိုစိတ်ဝင်စားမှုမြင့်တက်နေအောင်ရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုပါအကြောင်းအရာတွေဟာငယ်ရွယ်သူတွေအတွက်လုံခြုံစိတ်ချရမှုရှိခြင်းမရှိခြင်းကိုဦးစားမပေးထားပါဘူး။မိမိကိုယ်ပိုင်အသိဉာဏ်အပြင်အမှားအမှန်မခွဲခြားတတ်သေးတဲ့ငယ်ရွယ်သူတွေအနေနဲ့တင့်တော်ခြင်းမတင့်တော်ခြင်းကိုမဆုံးဖြတ်နိုင်ခင်မှာမတင့်တော်တဲ့ဗီဒီယိုတွေကဒီကလေးလူငယ်တွေကြည့်ရှုပြီးဖြစ်နေပါပြီ။မှားယွင်းတဲ့သတင်းချက်လက်တွေဟာကလေးတွေရဲ့ရှေ့ကိုရောက်သွားပြီးဒီဗီဒီယိုတွေကိုအမှန်ထင်ပြီးသင်ယူမိသွားတဲ့ကလေးအတွက်အန္တရာယ်ဟာအယံကိုကြီးပါတယ်။မိဘတွေအနေနဲ့အထူးသတိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ဒါဆိုရင်အခုသင်ရောဒီ short video တွေကိုဆွဲလန်းနေမိပြီလား။ဒီဆိုးကျိုးတွေကိုခံစားနေရပြီလားဆိုတာကိုမိမိကိုယ်ကိုပြန်မေးခွန်းထုတ်ဖို့ဖြစ်ပါတယ်။ဆွဲလန်းနေမိပြီးဆိုးကျိုးတွေကိုခံစားနေရပြီဆိုရင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုပါတခါတည်းဆက်လက်ဖော်ပြပေးပါမယ်။ပထမအဆုံးလုပ်ရမယ့်ချက်ကတော့ screen time ကိုတိတိကျကျသတ်မှတ်ဖို့ဖြစ်ပါတယ်။ဒီနေ့မှာဒီလို short video တွေပေါ်မှာအချိန်နာရီဝက်ပဲသုံးမယ်ဆိုရဲဆုံးဖြတ်ချက်မျိုးချပြီးတော့သတ်မှတ်အသုံးပြုပါ။ Android ဖုန်းတွေမှာဆိုရင် Digital Wellbeing ဆိုတဲ့ application ကိုအသုံးပြုနိုင်ပြီး iPhone တွေမှာဆိုရင် Screen Time ဆိုတဲ့ built-in tools တွေကသင်ရဲ့ screen time သတ်မှတ်ခြင်းကိုအကူအညီဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်လုပ်လို့ရတာကကိုယ့်ရဲ့နေ့စဉ်အချိန်ဇယားမှာ no screen time သတ်မှတ်ထားပါ။ဥပမာအစာစားနေတဲ့အချိန်အိယာမဝင်ခင်နဲ့အိယာထားကစားမှာဖုန်းသို့မဟုတ် screen လုံးဝမသုံးဖို့ဆုံးဖြတ်လေ့ကျင့်ပါနောက်တစ်ချက်အနေနဲ့ကတော့ social media application တွေမှာ auto play function ကိုပိတ်ထားတာမျိုး notification တွေပိတ်ထားတာမျိုးလုပ်ဆောင်ခြင်းကသင်ကိုဒီຢာတွေမှာအချိန်ကုန်ဆုံးခြင်းကနေကူညီဖြတ်တောက်ပေးပါလိမ့်မယ်နောက်ပြီးတော့ screen time အစားထိုးအခြား activity ကိုလုပ်ဆောင်ဖို့လိုပါတယ်စာအုပ်ဖတ်တာလမ်းလျှောက်တာလေ့ကျင့်ခန်းလုပ်တာပုံဆွဲတာmusic လိုမျိုးကိုယ်ဝါသနာပါတာတစ်ခုခုကိုလေ့လာတာဒါမှမဟုတ်တငယ်ချင်းတယောက်ယောက်နဲ့စကားပြောတာမျိုးကိုလုပ်ဆောင်ပါနောက်ထပ်ရေးကြီးတာတစ်ခုကဘာကြောင့်ကိုဒီဗီဒီယိုတွေ application တွေကိုကြည့်ဖြစ်တာလဲဆိုတာကိုသတိထားမိဖို့အရေးကြီးပါတယ်ပြင်းတာကြောင့်လားအထီးကျန်တာကြောင့်လားစိတ်ဖိစီးမှုများတာကြောင့်လားဆိုတဲ့အကြောင်းရင်းတွေကိုသတိထားကြည့်သင့်ပါတယ်ဒီလိုအကြောင်းရင်းတွေကြောင့်ဆိုတာကိုသိလာရရင်ကိုယ်စိတ်ရဲ့ကျန်းမာရေးကိုဘယ်လိုကြည့်ဆိုင်ရမလဲဆိုတာတွေနဲ့မိမိကိုယ်ကိုပြန်ကြည့်ဆိုင်ရမယ်ဆိုတာကိုသတိထားမိလာပါလိမ့်မယ်နောက်တစ်ချက်ကတော့ခေတ်ချီနေရသတင်းတွေကြည့်ဖို့အလုပ်တွေတငယ်ချင်းတွေ LDRS တွေကိုအဆက်အသွယ်မပြတ်ရှိနေဖို့လိုအပ်နေတဲ့အတွက်သင်ကလုံးဝရပ်ပစ်တာမျိုးလုပ်ဖို့မလုပ်နိုင်ဘူးမလုပ်ချင်ဘူးဆိုရင်တခြားနည်းလမ်းနဲ့ကန့်သတ်ဖို့လိုပါတယ်ကိုယ့်အချိန်တွေကိုအတိအကျမရှိအကျိုးမရှိဖြုံးနေတဲ့ကိုယ့်ကိုမကောင်းတဲ့စိတ်ခံစားချက်တွေကိုပေးတဲ့အကောင့်တွေ page တွေ channel တွေကို blog လုပ်တာ unfollow လုပ်တာတွေကိုလုပ်ဖို့လိုပါတယ်ပ
ပြီးတော့ပညာပေးတဲ့ content တွေတင်ဆက်ပေးတဲ့ page တွေ channel တွေကိုများများပြန်ပြီးအစားပြန်ထိုးထားနိုင်ပါတယ်ဒီအချက်တွေကိုကိုတယောက်တည်းလုပ်ဖို့ခက်ခဲနေတယ်ဆိုရင်တငယ်ချင်းချစ်သူမိသားစုဝင်တူဦးဦးကိုဖွင့်ပြောပြီးတတိပေးဖို့ကူညီဖို့ကိုတောင်းဆိုလို့ရပါတယ်ဒါအပြင်အတူအကောင့်ထဲပေါ်ဖို့ညှိနှိုင်းလှုပ်ဆောင်လို့လည်းရပါတယ်အရေးကြီးတာကတော့စိတ်တည်ငြိမ်အေးချမ်းမှုရှိဖို့ကိုလေ့ကျင့်ယူဖို့လိုအပ်ပါတယ်ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုမှန်ကန်စွာချမှတ်နိုင်မှုဆိုရင်တရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာနေ့စဉ် diary ချရေးတာစတဲ့စိတ်တည်ငြိမ်စေတဲ့ activity တွေကိုလှုပ်ဆောင်ပြီးမိမိကိုယ်ကိုအတိအသီးရှိနေစေဖို့လိုအပ်ပါတယ်စိတ်ရတဲ့ငွေချင်းများအားလုံးကျမ်းမာလုံခြုံတဲ့ online platform အသုံးပြုမှုအလေးချင်းတွေကိုပြုစုပြောထောင်နိုင်ပြီးတည်ငြိမ်အေးချမ်းတဲ့စိတ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျမတို့ကဆန္ဒပြုတင်ဆက်လိုက်ရပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်